အိရှင်ဤအခွင့်အရေးနဲ့တာဝန်များအရာ9ရန်နေထိုင်ရေးရုပ် ORT မှာကြိုဆိုပါရစေ။ဒီဗီဒီယိုမှာကျွန်တော်တို့ဟာအိရှင်ဤအခွင့်အရေးနဲ့တာဝန်များနဲ့ပတ်သက်ပြီးပြောကြားသွားမှာဖြစ်ပါတယ်။အိမ်ပိုင်ရှင်များသည်လုပ်ငန်းလုပ်ဆောင်ရန်နှင့်၎င်းတို့၏ရင်းနှီးမြှုပ်နှံမှုများကိုကာကွယ်နိုင်စေရန်နှင့်အိမ်ငှားများအားဘေးကင်းပြီးနေထိုင်နိုင်သောနေရာထိုင်ခင်းများရှိစေရန်အိယာ9ရန်နေထိုင်ရေးဆိုင်ရာဥပဒေနှင့်အကျွမ်းတဝင်ရှိသင့်ပါသည်။အိမ်ပိုင်ရှင်များသည်၎င်းတို့၏လက်ရှိအဆက်အသွယ်အချက်လက်ကိုအိမ်ငှားများအားအမြဲတမ်းပေးဆောင်ထားရန်တာဝန်ရှိပါသည်။ထို့ကြောင့်အိမ်ငှားများသည်အရေးပေါ်အခြေအနေတွင်၎င်းတို့ထံဆက်သွယ်နိုင်ပါသည်။ဥပဒေအရပြည်내ပြည်ပတွင်နေထိုင်သောအိမ်ရှင်များသည် Saskatchewan လုပ်ငန်းလိပ်စာတစ်ခုရှိရမည်။သို့မဟုတ် Saskatchewan တွင်ရှိသောagent တစ်ခုကိုကိုယ်စားလှယ်ခန့်အပ်ရမည်။ပြည်내တွင်နေထိုင်သူမဟုတ်သောအိမ်ပိုင်ရှင်သည်၎င်းတို့ကျွန်တော်တို့၏ website တွင်ရနိုင်သောရှင်းနေပါဝါ form ကိုဖြစ်ခြင်းအဖြစ်ကိုယ်စားလှယ်တစ်ဦးကိုခန့်ထားနိုင်သည်။အိမ်ချမ်းမြေ9ရန်ချင်းသည်စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည်။အိမ်ယာ9ရန်နေထိုင်ရေးဆိုင်ရာဥပဒေအရအိမ်ပိုင်ရှင်များသည်အိမ်9ရန်ချင်းတစ်ခုစီနှင့်ပတ်သက်သည့်လုံလောက်သောစာရင်းများနှင့်မှတ်တမ်းများကိုသိမ်းဆည်းထားရမည်။ကောင်းမွန်သော file စီမံခန့်ခွဲမှုသည်၎င်းတို့၏ခွင့်ရများကိုကာကွယ်ရန်နှင့်၎င်းတို့၏ပိုင်ဆိုင်မှုတန်ဖိုးကိုကာကွယ်ရတွင်အိမ်ရှင်အကောင်းဆုံးကိရိယာတစ်ခုဖြစ်သည်။အိမ်ငှားများကိုရှာဖွေသည့်အခါအိမ်ရှင်များသည်ရှောက်လာကြေးများကိုကောက်ခံရန်ခွင့်မရှိပါ။တို့ရာတွင်အိမ်ငှားတစ်ဦးကိုရွေးချယ်ပြီး9ရန်မှုလက်မှထိုးပြီးသည့်နှင့်အိမ်ပိုင်ရှင်သည်တစ်လ9ရန်ခထက်မကျော်လွန်သောအာမခံစပေါ်ငွေကိုတောင်းခံပိုင်ခွင့်ရှိသည်9ရန်မှု၏ပထမနှစ်တွင်အိမ်ရှင်သည်အိမ်ငှားတော်များကိုပေးရမည်အိမ်ငှားနေစဉ်တွင်အိမ်ရှင်နှင့်အိမ်ငှားနှစ်ဦးစလုံးကသဘောတူထားခြင်းမရှိပါကတော့ခလောက်များကိုမည်သူမှပြောင်းလဲ၍မရပါအိမ်ပိုင်ရှင်၏အကြီးမားဆုံးတာဝန်မှာအိမ်ငှားနေထိုင်သူများအတွက်တန့်ရှင်းပြီးဘေးကင်းလုံခြုံသောနေရာတစ်ခုဖြစ်နေစေရန်ပြုပြင်ထိန်းသိမ်းပေးရမည်၎င်းတာဝန်တွင်နေထိုင်ရန်တင့်လျော်သောအိမ်ယာတစ်ခုအသေးချာဖြစ်စေရန်ရွှေ့ပြောင်းခြင်းနှင့်ပြောင်းရွှေ့ခြင်းနှင့်သက်ဆိုင်ပြီးစစ်ဆေးခြင်းအိမ်ငှားရန်ချင်းကာလအလျှောက်လုံးပုံမှန်များကင်းရှင်းရေးနှင့်ပြုပြင်မှုများဂိုင်တွယ်ခြင်းတို့ပါဝင်သည်အိမ်ငှားမှုတစ်ခု၏အဆုံးတွင်အိမ်ပိုင်ရှင်သည်အာမခံစပေါ်ငွေကိုပြန်လည်ပေးအပ်ရန်တာဝန်ရှိသည်သို့သောအိမ်ငှားအားနီလန်းမှန်ကန်စွာအကြောင်းကြားသည့်၍ဆုံးရှုံးမှုအချို့သို့မဟုတ်အားလုံးကိုကာမိစေရန်သိသိပိုင်ခွင့်ရှိသည်သင်သည်အိမ်ငှားသူဖြစ်စေအိမ်ပိုင်ရှင်ဖြစ်စေအိမ်ယာ9ရန်နေထိုင်ရေးဆိုင်ရာဥပဒေ၏ဥပဒေများနှင့်အကျွမ်းတဝင်ရှိပါသင်အခွင့်အရေးနှင့်တာဝန်များကိုသိချင်းသည်လူတိုင်းအတွက်9ရန်မှုလုပ်ငန်းစဉ်ကိုပုံမလွယ်ကူစေသည်ပုံမသိရှိလိုပါကကျွန်တော်တို့၏ website www.saskatchewan.ca/ort တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်